မင်္ဂလာပါ7 recap အစီအစဉ်ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ပရိသတ်ကြီးရဲ့အတွက် Cockapper Storm လို့အမည်ရတဲ့ဟောင်ကောင်ဟင်းချက်ပြိုင်ပွဲဒရာမာရုပ်ရှင်ကားလေးတစ်ကားကိုပြောပြပေးသွားမှာပါဒီရုပ်ရှင်ထဲမှာဟင်းချက်လက်ရပြိုင်ဆိုင်မှုတွေအပြင်မိသားစုမေတ္တာပြိုင်ဆိုင်မှုကြားကတန်ရောစင်တီကိုပါမြင်တွေ့ရမှာပါဇလန်အပြည့်စုံကိုပြောပြမှာဖြစ်လို့ spoiler တွေပါနိုင်တာကိုတော့ကြိုပြီးတတိပေးပါရစေနော်ကဲဇလန်လေးကိုစလိုက်ကြရအောင်ဇလန်ကတော့ဟောင်ကောင် Spring Avenue လမ်းမကြီးပေါ်မှာရှိတဲ့ Seven လို့ခေါ်တဲ့နာမည်ကြီးရက်ကွက်စားတောက်ဆိုင်လေးကနေစတင်ထားပါတယ်ဒီဆိုင်နဲ့အထူးကစားဖို့မူကတော့ Sky Go လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ပါ Sky ဟာတရုတ်ပြည်တောင်ပိုင်းစတိုင်ဟင်းချက်နီးတွေကိုအထူးကျွမ်းကျင်သူဖြစ်ပြီးသူ့ရဲ့လက်ရာကဘလောက်ကောင်းတယ်လဲဆိုရင်ရုပ်မြင်သံကြားအစီအစဉ်တွေကပါလာရောက်ညှိုက်ကူးရတဲ့အထီးပါပဲ Sky ဟာဟင်းချက်ရမှာအရသာကိုပဲဦးစားပေးတာမဟုတ်ပဲဖောက်တဲ့တွေစီအစားတော့ရုပ်ရှိမဲ့အချိန်တိကျမှုကိုပါအရန်ဂရုစိုက်သူပါဒါကြောင့်လေသူတို့ဆိုင်လေးဟာအမြဲတမ်းလူတွေနဲ့စီးကားနေပြီးဆိုင်ရှိမှတန်းစီဆောင်ဆိုင်ရတဲ့အထီးနာမည်ကြီးပါလေဒီဆိုင်ကိုစီမံခန့်ခွဲနေသူကတော့ Sky ရဲ့တငယ်ချင်းမလေးယူနီဖြစ်ပါတယ်ဒီနေ့မှာတော့လူရန်စီးစကီနေတဲ့ကြားတွေကိုရိုင်းဆိုင်နဲ့ဖောက်တဲ့တရုတ်ရုပ်ချလာပါတယ်သူကတန်းစီနေတဲ့လူတွေကိုကြော်ဖြတ်ပြီးဆိုင်နဲ့မလာယုံတာမကသူဘလောက်ချမ်းသာကြောင်းအာနာရှိကြောင်းကြွားလုံးထုတ်ပါတော့တယ်ဒါပေမဲ့ Sky ကတော့ဖောက်တဲ့ရကုံတက်ကိုဂရုမစိုက်ပဲစီကံမလိုက်နိုင်တဲ့အတွက်အစားအသောက်ရောက်ပေးဖို့ညှင်းဆန်လိုက်ပါတယ်အဲ့ဒီလူကဆိုင်ကနေထွက်သွားခါနီးမှာသူတို့ရဲ့ဆိုင်အသေးလေးကိုလှောင်ပြောင်ပြီးတည်င်းဆိုးတစ်ခုပေးသွားပါတယ်အဲ့ဒါကတော့သူ့ရဲ့တထေးဖြစ်သူဟာကမ္ဘာအဆင့်မီစားဖို့မှုတစ်ယောက်ကိုခေါ်ထားပြီး Sky တို့ဆိုင်ရဲ့မျက်နှာချင်းချင်းတဲ့မှာကျေသုံးပွင့်အဆင့်ရှိတဲ့စားတော့ဆိုင်ကြီးလာဖွင့်တော့မယ်ဆိုတာပါပဲဒီတည်င်းကိုကြားတော့ဆိုင်မန်နေဂျာယူနီတယောက်ထိတ်လန့်သွားပေမဲ့ Sky ကတော့ဂရုမစိုက်တယ်လို့နေလိုက်ပါတယ်ဇလန်ဟာပြင်သစ်နိုင်ငံဘက်ကိုကူးပြောင်းသွားပါတယ်ပြင်သစ်မှာတော့ဘယေနဲ့မိဖုရားတို့ဟာသူတို့ရဲ့ရင်သွေးနဲ့ဖွားမြင်ခြင်းအထိမ်းအမှတ်အဖြစ်ဧည့်သည်ပွဲကြီးကျင်းပနေပါတယ်ဒီပွဲမှာချက်ပြုတ်ပေးဖို့အတွက်နာမည်ကျော်စားဖို့မှု Paul Ann ကိုဖိတ်ကြားထားပါတယ်။ Paul ဟာ Michelin Star ရထားတဲ့ကိုရီးယားလူမျိုးစားဖို့မှုတစ်ယောက်ဖြစ်ပြီးပြင်သစ်မှာပညာသင်ခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့ဟင်းချက်နီးမျိုးတွေကိုစွဲကင်မထားပဲနိုင်ငံတကာဟင်းချက်နီးတွေကိုပေါင်းဆက်ဖန်တီးတဲ့ fusion ပုံစံကိုကျွမ်းကျင်တာပါတယ်။ဧည့်သည်ပွဲမှာ Paul ဟာမိဖုရားခွေးကြီးရဲ့အတွက်အချိုးပွေတစ်ခုတီးခင်းပါတယ်။အပြင်းမဲ့ခင်ရိုးရိုးချက်ဦးနီတလုံးလိုထင်ရပေမဲ့အတွင်းထဲမှာတော့တရက်သီးဖြူတွေနဲ့အုံးသီးအရသာတွေကိုပေါင်းဆက်ထားတဲ့အံ့ဩမခံလက်ရတစ်ခုပါ။တရုတ်ရိုးတာမှာကျက်ဦးနီဟာခလေးမွေးဖွားခြင်းအတွက်ကောင်းကြီးမင်္ဂလာလို့ယူဆတဲ့အယူဆကိုအခြေခံထားပြီးဖန်တီးထားတာဖြစ်တဲ့အတွက်ဘယင်မိသားစုဟာပေါရဲ့လက်ရနဲ့စိတ်အကူးကိုအကြီးအကျယ်ချီးမြှောက်ခဲ့ကြပါတယ်။အောင်မြင်မှုတွေရပြီးရဲ့နောက်မှာတော့ပေါကိုကုမ္ပဏီကယာရူးတိုးပေးဖို့ကမ်းလှမ်းပါတယ်။ဒါပေမဲ့အားလုံးအံ့ဩသွားကြတာကတော့ပေါဟာဒီကမ်းလှမ်းမှုကိုညှင်းပယ်လိုက်တာပါ။သူကအာရှော့ကိုပြန်သွားပြီးပူကြီးမားတဲ့ကြီးပန်းချက်တစ်ခုကိုအကောင့်ထဲဖော်ခြင်းနေတာမှာတရုတ်စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ကမ်းလှမ်းချက်ရကျေသုံးဝင်စားတော့ဆိုင်ဖွင့်ဖို့သူနဲ့သူ့ရဲ့အလက်ထောက်မေရိုတို့ဟောင်ကောင်ကိုထွက်လာခဲ့ကြပါတော့တယ်။ဟောင်ကောင်ရဲ့ Spring Avenue လမ်းမှာတော့ကောလာဟော်လော်တွေဟာတကယ်ဖြစ်လာပါပြီ။မျက်နှာချင်းချင်းမှာဆိုင်အစ်စ်လာဖွင့်တော့မယ်ဆိုပြီး Sky တို့ရဲ့ရက်ကွက်ဆိုင်လေးအတွက်စိုးရိမ်စရာဖြစ်လာပါပြီ။ဒီနေရာမှာ Sky နဲ့ One Day စရာအတိတ်ကိုပြန်ပြောင်းဖြိုးပြခြင်းပါလေ။ Sky အစစ်စစ်သွားတဲ့ကသူ့အဖေကသူ့ကိုအမြဲရိုက်နှက်ပြီးဟင်းချက်ဝါဒနာမပါဘူးပါရမီမရှိဘူးဆိုပြီးအမြဲနှိမ်လေပါတယ်။ဒီနေ့မှာတော့သူ့အဖေဟာသူ့ကိုယ်ပိုင်ဟင်းချက်အိမ်မက်ကိုအကောင့်ထဲဖိုးဖို့အတွက်တားဖြစ်သူ Sky ကိုစွန့်ပစ်သွားပါတယ်။ထွက်သွားကနီးမှာပေးခဲ့တဲ့အကြောင်းပြချက်ကတော့ Sky ဟာခောက်ဆွဲတဲ့ပွဲတော်ကောင်းကောင်းမပြုတ်တော့ဘူးဆိုတဲ့အကြောင်းပြချက်ပါပဲ။ကိုသွေးသားရင်ကိုခောက်ဆွဲပြုတ်မကောင်းတာနဲ့စွန့်ပစ်ထားတဲ့ဖခင်မျိုးပါ။အဲ့ဒီနောက်ပိုင်းမှာ Sky ကို Angle 7လို့ခေါ်တဲ့စားတောက်ဆိုင်ပိုင်ရှင်ကြီးကမွေးစားထားပြီးဟင်းချက်ပညာတွေတင်ပေးခဲ့တာပါ။အခုဆိုရင် Sky ဟာသူ့အဖေနဲ့မတွေ့တာ20ကျော်ကွာသွားပြီဖြစ်ပြီးပြန်တွေ့ဖို့လည်းဆန္ဒမရှိပါဘူး။နောက်တနေ့မနက်တော့ဖောဟာဟောင်ကောင်ကိုရောက်လာပြီးဈေးထဲမှာငါးရှာထောက်ပါတယ်။ကန်တရားကစမ်းကြယ်တယ်လို့ပဲပြောရမလား။ဈေးစိတ်ကြီးမှာကြောက်ငါးကြီးတစ်ကောင်ပဲကျန်တော့တဲ့အချိန် Sky နဲ့ဖောလို့တပြိုင်နက်တည်းရောက်ပါကြပါတယ်။ဈေးတွေက Sky ကိုပို့ခင်းတာမို့ Sky ကိုပဲရောင်းမယ်လို့တော့ဖောကမကျင်တဲ့ပဲဝင်ပြောပါတယ်။နောက်ဆုံးမှာတော့ငါးတစ်ကောင်ကိုတယောက်တစ်ဝက်စီခွဲယူလိုက်ကြပါတယ်။ဒါဟာသူတို့နှစ်ယောက်ရဲ့ပထမဆုံးထိတ်တိုက်တွေ့ဆုံမှုပါပဲ။ရက်တပတ်အနေငယ်ကြတော့ Sky တို့ဆိုင်ရဲ့မင်းနှချင်းဆိုင်မှာ Stella ဟုခေါ်တဲ့ကျေသုံးပွင့်အဆင့်ဆိုင်ကြီးကိုဖွင့်လှစ်လိုက်ပါတယ်။ဆိုင်ပွင့်ဖွင့်နေမှာပဲ Sky တို့ဘက်ကလည်းအပြိုင်အဆိုင်ရှော့စည်းတွေကြီးညာရင်းနဲ့နှစ်ဖက်ဝန်တန်းတွေစကားများရန်ဖြစ်ကြပါတော့တယ်။ရန်ပွဲကိုဖြည့်ရှင်းဖို့အတွက်ဖောရဲ့လက်ထောက်မေယိုကစင်ခေါ်မှုတစ်ခုပြုလုပ်လိုက်ပါတယ်။အဲ့ဒါကတော့ဘသူသားသွေးပိုကောင်းလဲဆိုတာပြိုင်ကြဖို့ပါ။ Sky နဲ့ဖောလို့ဟာသူတို့ဝယ်ထားတဲ့ငါးတွေကိုအသုံးပြုပြီးပြိုင်ရှင်ကြပါတယ်။ဖောကငါးကိုကျွမ်းကျင်စွာခုတ်ထစ်ပြီးအယိုးတွေကိုလင်းမြန်စွာဖယ်ရှားပြလိုက်ပါတယ်။ Sky ကလည်းအားကြမခံငါးကို10မိနစ်အတွင်းမှာအငြင်းညာဆုံးအသုံးတွေထည့်အောင်လီးဖြတ်ပြလိုက်ပါတယ်။နှစ်ယောက်စလုံးရဲ့စွမ်းရည်ကအမခံမှုပြည့်သက်တွေလက်ခုပ်တီးအားပြကြပါတယ်။ဒီအချိန်မှာ Stella စိုက်ပိုင်ရှင် Lee Group ရဲ့ဥက္ကဋ္ဌကကြီးညာချက်တစ်ခုထုတ်လိုက်ပါတယ်။သူက Spring Avenue ရက်ကွက်ဟောင်းကြီးတစ်ခုလုံးကိုဖျက်သိမ်းပြီးခင်မီအဆောက်အဦတွေစောက်ချင်နေတာပါ။ဒါပေမဲ့နိုင်ငံတကာဟင်းချက်ပြိုင်ပွဲမှာ Sky နိုင်ရင်တော့ဒီရက်ကွက်ကိုမဖျက်ဘဲထိမ့်သိမ်းထားမယ်။ဖောနိုင်ရင်တော့ရက်ကွက်တစ်ခုလုံးကိုဖျက်ပစ်မယ်လို့ကတိပေးလိုက်ပါတယ်။ရက်ကွက်တစ်ခုလုံးရဲ့ကန့်ကြမ္မာဟာ Sky ရဲ့လက်ထဲကိုရောက်သွားပါပြီ။ပြိုင်ပွဲကြီးစတင်ပါပြီ။
Sky ဟာပထမအဆင့်တွေမှာအောင်မြင်ခဲ့ပြီးဖောနဲ့ရှင်ပြိုင်ဖို့အဆင့်ကိုရောက်လာပါတယ်ဒီပြိုင်ပွဲရဲ့နောက်ဆုံး final မှာစောင့်ကြိုနေတဲ့လက်ရှိ champion ကတော့အခြားသူမဟုတ်ပါဘူး Sky ကိုစွန့်ပစ်သွားခဲ့တဲ့သူ့အဖေ Mountain ကိုပါပဲ Sky ဟာသူ့အဖေကိုအနိုင်ယူပြချင်တဲ့စိတ်နဲ့ပိုပြီးကြိုးစားပါတော့တယ် Sky နဲ့ Paul တို့ရဲ့တဦးချင်းပြိုင်ပွဲမှာတော့မိနစ်90အတွင်းကြက်ရဟင်းချရမှာပါ Sky ကရိုးရိုးနီးအတိုင်းစားအုပ်ဘဲကန်းကိုချက်ပြုတ်ပြီး Paul ကတော့ foie gras sorbet ကိုဖန်တီးလိုက်ပါတယ်ဘဲကန်းရဲ့အရသာတော့နူးညံ့မှုပါပြည့်စုံလို့တိုင်းတွေသဘောကျကြပါတယ်ဒါပေမဲ့ရမှတ်တွေပေါင်းလိုက်တဲ့အခါမှာတော့ Paul က Sky ထက်တမတ်အသာနဲ့အနိုင်ရသွားပါတယ်အဓိကအကြောင်းရင်းကတော့ Sky ရဲ့ပကံပြင်းစင်ပုံကရိုးရှင်းလွန်းလို့နဲ့ Paul ရဲ့တီခင်းပုံကပိုပြီးတက်ရက်လှပနေလို့ပါတယ်ဒါပေမဲ့ Paul ရဲ့အောင်မြင်မှုကကြကြမခံလိုက်ပါဘူးအောင်ပွဲခံနေတော့မှပဲ Site Manager က Paul ကိုဖယ်ရှားပြီးသူ့လက်ထောက်မေယိုကိုနေရာအစားထိုးခြင်းကြံ့စီလိုက်ပါတယ် Manager ကအမျိုးသမီးစားဖို့မှုဆိုရင်မီဒီယာမှာပိုလူစိတ်ဝင်စားမယ်လို့ယူဆတာပါ Paul ကလက်မခံတဲ့အခါမှာတော့မေယိုက Paul ရဲ့လွှဲဝက်ချက်ကိုဖော်ထုတ်လိုက်ပါတယ်တကယ်တမ်း Paul ဟာလွန်ခဲ့တဲ့လအနည်းငယ်ကစပြီးလျှာရဲ့အရသာခံအာယုံပစ္စည်းနေတာပါသူဟာအနံ့အရသာကိုမခံစားနိုင်တော့ပါဘူးဒီလွှဲဝက်ချက်ကိုတည်သွားတဲ့နောက် Paul ဟာဆိုင်ကနေမောင်းထုတ်ခံလိုက်ပါတယ်ကိုယုံကြည်ရတဲ့လက်ထောင်နဲ့ချစ်သွန်းရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရတဲ့ Paul တယောက်လမ်းပေါ်ရောက်သွားပါတော့တယ်ကံအကြောင်းဖန်တော့လမ်းဘေးမှာအရက်တောက်ပြီးမူးလဲနေတဲ့ Paul ကို Sky ကတွေ့ပြီးကူညီပေးလိုက်ပါတယ်သူတို့နှစ်ယောက်စကားတွေပြောဖြစ်ရင်းကနေတူညီတဲ့အချက်တွေကိုရှာတွေ့သွားကြပါတယ်Paul ကလည်းဖခင်ရဲ့စန္ဒအရစားဖို့မှုဖြစ်လာသူ Sky ကလည်းဖခင်ကိုတတ်သိပဲရှင်လို့စားဖို့မှုဖြစ်လာသူနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပူးပေါင်းပြီးပြိုင်ပွဲကိုဝင်နွဲကိုအဆုံးဖြတ်လိုက်ကြပါတယ် Semi final ပွဲစဉ်ကိုမကောင်မှကျင်းပပါတယ်ဒီပွဲမှာ Sky နဲ့ Paul တို့ဟာမေယိုနဲ့ရှင်ကန်ရပါတယ်မေယိုကနီးပညာမြင့်ဟင်းလျာဒီဖန်တီးပေမဲ့ Sky နဲ့ Paul တို့ကတော့ရိုးရိုးမာပို့တိုဖူဟင်းလျာကိုပုံစံသစ်နဲ့ deconstructed style နဲ့ဖန်တီးလိုက်ပါတယ် Sky ရဲ့ထူးခြားတဲ့အရသာခံနိုင်စွမ်းရည်နဲ့ Paul ရဲ့ဖန်တီးမှုစွမ်းရည်တို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့တိုင်းလူကြီးတွေအံ့ဩမင်သက်သွားကြပြီးသူတို့အပွေဖို့ဆွဲသွားပါတော့တယ်နောက်ဆုံး final ပွဲစဉ်ကိုရောက်လာပါပြီစီကန်အရောက်တယောက်ပဲပြိုင်လို့ရမှာပါ Paul ကသူ့မှာအရသာခံအာယုံချိုးယွင်းချစ်ရှိနေတာမို့နောက်ဆုပေးပြီး Sky ကိုပဲသူ့အဖေ Mountain ကိုနဲ့ရှင်ပြိုင်ခိုင်းလိုက်ပါတယ်ပြိုင်ပွဲမှာအချိန်တနာရီအတွင်းကြက်ရဟင်းချက်ခွင့်ရှိပါတယ်ဖခင်ဖြစ်တဲ့ Mountain ကိုပါတကြားရည်ကိုအပြူပေးပြီးမီးထောင်ပေါက်ကွဲသလိုပုံစံမျိုးအနုစိတ်ဖန်တီးထားတဲ့အချိုးပွဲကိုပြင်ဆင်လိုက်ပါတယ်အရန်ကိုလှပပြီးခန်းနာတဲ့လက်ရပါ Sky ကတော့ဘာချက်မလဲဆိုတာအားလုံးကစောင့်ကြည့်နေကြပါတယ် Sky ဟာငငယ်တုန်းကအဖေဖြစ်သူသူ့ကိုပြုတ်ကျွေးခဲ့တဲ့ရိုးရိုးရှင်းရှင်းခောက်ဆွဲပြုတ်ကိုပဲပြန်လဲဖန်တီးလိုက်ပါတယ်ပြိုင်ပွဲပြီးလို့အကဲဖြတ်တဲ့အချိန်မှာ Sky ဟာသူ့ရဲ့ခောက်ဆွဲပကံပကိုဒိုင်လူကြီးတွေစီမပေးဘဲသူ့ဖခင် Mountain ကိုရှေ့ကိုတွားချပေးလိုက်ပါတယ်Mountain ကိုတယောက်ခောက်ဆွဲကိုမြင်းဆောင်ကြည့်လိုက်တဲ့အခါအတစ်ကအမှတ်အတရတွေတားသခင်ကိုထားခဲ့တဲ့အမှားတွေခောက်ဆွဲပွဲရဲ့တန်ဖိုးတွေကိုနားလေသွားပြီးမျက်ရည်ကျပါတော့တယ်သူဟာတားသခင်ရဲ့အရေးချင်းကိုအတိအမှတ်ပြုလိုက်ပြီးတားအဖာနှစ်ယောက်စိတ်ချင်းပြန်လေဆက်သွယ်နိုင်ခဲ့ကြပါတယ်ပြိုင်ပွဲရဲ့အရလဒ်ကတော့အတိအကျမကြေညာပေမဲ့ Sky ဟာသူ့ဖခင်ရဲ့အတိအမှတ်ကိုရတယ်လို့ Spring Avenue ရက်ကွက်ကြီးကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်ဇက်တင်ကမှာတော့တရုတ်နှစ်ကူးနေပွဲတော်မှာ Sky, Paul, Uni နဲ့ရက်ကွက်သူရက်ကွက်သားအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့အတူတကွချစ်ပြုတ်စားတော့ကြတဲ့မြင်ကွင်းလေးနဲ့ဇက်လန်းကိုအဆုံးသတ်ထားပါတယ်ဒီဇက်ကားလေးကတော့မိသားစုမြတ်တာနဲ့တငယ်ချင်းတန်ရောစင်ကိုအလေးပြီးဖော်ပြထားတဲ့ကောင်းဇက်ကားလေးတစ်ကားဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ